မှတ်စုံခမင်္ဂလာပါလမ်းဝဲဆိုင်နဲ့ကြိုဆိုပါရစေဒီနေ့မှာတော့မင်္ဂလာပါနေကောင်းလားကိုရှမ်းလို့ဘယ်လိုပြောမလဲတိထားပြီးပြီလားမသိသေးဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်ပေးပါအောင်ပထမဆုံးအနေနဲ့နှုတ်ဆက်ကြမယ်ပေါ့နော်အရင်ဆုံးတွေ့တဲ့အခါမှာကျွန်တော်နှုတ်ဆက်ကြတာဒီမှတ်စုံခလို့နှုတ်ဆက်ပါတယ်မှတ်စုံခနော်မှတ်စုံခဒီမြန်မာလိုဆိုရင်တော့မင်္ဂလာပါလို့အတိတ်ပဲရတဲ့စကားရက်တစ်ခုဖြစ်ပါတယ်ဒုတိယ question အနေနဲ့ကကြတော့နေကောင်းသလားဖြစ်ပါတယ် you li you ha ha you li you ha ha နေကောင်းပါသလားလို့အဓိပ္ပာယ်ရပါတယ် you li ဆိုတာကနေကောင်းတယ်လို့အဓိပ္ပာယ်ရပါတယ်တကယ်လို့ကျွန်တော်တို့ကဒီ question ကိုပြန်ပြီးတော့မှဖြေတော့မယ်ဆိုရင်နေကောင်းပါတယ်ဆိုရင် you li ha or you li ha or နေကောင်းပါတယ်လို့အဓိပ္ပာယ်ရပါတယ်ခါအောဆိုတာတော့ယဉ်ကျေးတဲ့အတုံးလုံးအနေနဲ့ကျွန်တော်တို့အနောက်ကနေထည့်ပေးတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကနေမကောင်းထားဘူးဆိုရင် you li kha you li khaဆိုတာကမြန်မာလိုဆိုရင်တော့တခုခုမဟုတ်ပါဘူးဆိုတဲ့အဓိပ္ပာယ်ရပါတယ် you li kha ဆိုတော့နေမကောင်းပါဘူးဆိုမှအဓိပ္ပာယ်ရပါတယ်တတိယတစ်ခုအနေနဲ့ကကြတော့စုဇစံခစုဇစံခ what's your name လို့အဓိပ္ပာယ်ရပါတယ်စုဆိုတာက you ဖြစ်ပါတယ်တင်လို့အဓိပ္ပာယ်ရပါတယ်စုဆိုတာကနှစ်မျိုးရှိပါတယ်ပထမတစ်ခုကကြတော့ verb အနေနဲ့သုံးမယ်ဆိုရင်တော့နာမည်ခေါ်သွင်းဒီလို့အဓိပ္ပာယ်ရပြီးတော့ noun အနေနဲ့သုံးမယ်ဆိုရင်နာမည်လို့အဓိပ္ပာယ်ရတာဖြစ်ပါတယ်အဲဒါဆိုကျွန်တော်တို့ကပြန်ပြီးတော့မှ response လုပ်မယ်ဖြေပေးမယ်ဆိုရင်ခါဇူကျွန်တော်နာမည်ကတော့ဒီလိုဖြစ်ပါတယ်ဆိုရင်မှအဓိပ္ပာယ်ရပါတယ်နံပါတ်4 question အနေနဲ့ကကြတော့ you တိလခ you တိလခyou ဆိုတာကနေထိုင်နေလို့အဓိပ္ပာယ်ရပါတယ်တိလဲဆိုတာကအင်္ဂလိပ်လိုဆိုရင်တော့ where ဆိုတဲ့ question ဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့ဘယ်မှာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့နေတာဒီလာရှုံးမှာနေပါတယ်ဆိုရင် you la sio kha you la sio kha အဲဆိုရင်ကျွန်တော်တို့ကတကယ်လို့တာချီလေးမှာနေတယ်ဆိုရင် you ta ki lik kha you ta ki lik kha ဖြစ်ပါတယ်အဲဆိုရင်နောက်ဆုံးအနေနဲ့ response thank you လို့ response လုပ်တော့မယ်ဆိုရင် yin som kha yin som kha တကယ်လို့ formal context မှာသုံးမယ်ဆိုရင်တော့ khop zer kha khop zer kha လို့သုံးတာဖြစ်ပါတယ် okay အားလုံးပဲဒီနေ့မှာတခုခုတစုံတရာတင်ရရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲပြန်တွေ့ကြပါမယ်